ခွင့်ပြုမှုရယူပြီးကြိုးရင်ချင်းဆူထားတဲ့အတိုင်းရန်ကုန်ဗဟန်းငါးရကြီးဖျားလန်ချအမှတ်3ဆရာနေအိမ်ဝကျွန်တော်တို့ရောက်တယ်ဆိုဆရာကအစင်သင့်ပြုံးပြုံးချူချူစီးကြပါတယ်ဆရာတကူတော်ဘဝကိုတည်ကျွနေတာကြာပါပြီဆရာပဂရိဘဝကိုအချိန်တူအတွင်းမှာအချင်းချုံတင်ပြနိုင်မှုကျွန်တော်တို့အခုကြိုးပမ်းကြည့်ကြမှာပါတယောက်တည်းဆိုမှတယောက်တည်းသာနေတဲ့ဆရာအိမ်လေးထဲမှာဘဲကြည့်ကြည့်စာအုပ်တွေပဲရှိတယ်နိုင်ရန်ကစင်ပေါ်မှာဗီဒီယိုကြောင်တွေထဲမှာအိတ်ခမ်းကျမ်းမြင်ပေါ်မှာဂရင်းပေါ်မှာတောင်တကူစာလတ်နေတာကလွဲလို့စာအုပ်တွေကြီးပဲဆရာအိတ်တဲ့ဘေးမှာဆရာချစ်တဲ့ကြပြားဆရာကြီးတကုံတရမျက်နှာဖုံးနဲ့မဂ္ဂဇင်းစာအုပ်လည်းရှိတယ်ခေတ်ပေါ်ပစ္စည်းဆိုလို့တယ်လီဖုန်းအိုအိုလေးတစ်လုံးတည်းကလွဲလို့ဘာမှမရှိဘူးတဆောင်တရောင်တခန်းတနနေနှစ်ရက်သားနဲ့အခုလိုချိုးချိုးချမ်းချမ်းနေထိုင်နေတဲ့ဆရာစိတ်နေစိတ်ထားဆရာအကျင့်သီလဆရာနှုတ်ထွက်စကားကိုကြားကျင်တဲ့ချင်းချင်းတတ်မိတယ်ကျွန်တော်သင်္ကန်းဝတ်ထားလည်းပဲမှန်တော့ပညာသင်လို့ကျွန်တော်ဝတ်ထားပြောရတော့ရှိတာပေါ့ဘယ်နဲ့လူဦးနဲ့လည်းပညာသင်လို့ရတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့အခြေအနေရကျွန်တော်တို့ရောဘူလာနန်းကြောင်းရှိတယ်ကျွန်တော်တို့ခေတ်ကတော့အဲ့ဒီ9မိုင်လောက်တောင်တော့ဒီလေနန်းကြောင်းကတော့မရှိဘူးအင်းလားမြို့မှာပဲရှိတယ်အဲ့အင်းလားကြောင်းကိုဘာလို့သွားတက်မယ်ဆိုလို့ရှိရင်ပစ္စည်းအခြေအနေတော်လေးတောက်တင်းမှဖြစ်နေတယ်ကျွန်တော်တို့တရားလုံးမှာသွားတက်နိုင်တဲ့လူကတယောက်သုံးလို့ရှိတယ်ကျွန်တော်တို့လမ်းပိတ်တော့ဆိုတော့အဲ့ဒီထွက်ပေါက်မှာဘုန်းကြီးကျောင်းဝင်ပြီးတော့ငောင်းဝင်မယ်ဘုန်းကြီးဝင်မယ်ဆိုဘာဖြစ်ဖြစ်လေပညာသင်ကြားမှုလမ်းပိတ်ပေါ့နော်ဘာလို့လဲစာပြီးပါဠိဖြစ်ဖြစ်ပေါ့ဆိုတော့အဲ့ဒီလမ်းတွန်းနေတဲ့လမ်းကိုကျွန်တော်လိုက်ပါပြီးတော့ဒီလိုဝတ်ပြီးတော့ပါဠိစာသင်တယ်ပေါ့ကျွန်တော်ကပညာသိတဲ့ဆက်တယ်တော့ဒီမှာလည်းတမပညာသင်ကြားမှုရတော့ဆိုတော့ဒုတိယကဆက်ပြီးတော့ကျွန်တော်အိန္ဒိယမြို့သွားပြီးသိစာတယ်ဆရာပါရဂူဟာအိန္ဒိယပြည်ဗာရာဏသီဟိန္ဒူတက္ကသိုလ်မှာ1948ခုနှစ်ကစပြီးပညာဆည်းပူခဲ့တယ်မြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းမှာလည်းစာပေရေးရာဗုဒ္ဓဘာသာရေးရာခရီးစဉ်များအဖြစ်အိန္ဒိယပြည်ကိုအကြိမ်ကြိမ်တွားရောက်ခဲ့ပြီးပြည်တွင်းပြည်ပစာပေနဲ့ဘာသာရေးအဖွဲ့အစည်း73ဘွဲ့မှာပါဝင်ဆောင်ရွက်ခဲ့ပါတယ်အသက်16နှစ်မှာစာပေစတင်ရေးသားခဲ့တဲ့ဆရာဟာ1960ဒီဘက်ကာလမှာအောင်မြင်တဲ့စာရေးဆရာတယောက်ဖြစ်ဘာသာပြန်နဲ့ပင်ကိုရေးတွေရေးအားကောင်းခဲ့တယ်အနုပညာစာပေဘာသာပြန်ပထမဆုကိုတုံတရနန္ဒခေါ်ညီတော်မင်းနံစာအုပ်နဲ့ရရှိပြီးအမျိုးသားစာပေဘာသာပြန်ဆုကိုဂေါရီစာအုပ်နဲ့ရရှိပါတယ်စာရေးချင်းတက်တဲ့နဲ့ရပ်တည်နေတဲ့ဆရာဟာအခုဆိုရင်ပင်ကိုပြုစုရေးသားတဲ့ကျမ်းစာအုပ်များဘာသာပြန်ကျမ်းစာအုပ်များဘာသာပြန်ဝတ္ထုများပင်ကိုရေးဝတ္ထုများစုစုပေါင်း80နီးပါးရှိပါပြီအကျဉ်းချင်းရိုက်နေရတဲ့စာအုပ်တွေများပြီးဗုဒ္ဓစကားဗုဒ္ဓတရားကြီးလိုစာအုပ်များဆိုရင်အခုထိ9ကြိမ်မြောက်ရိုက်နှိပ်ထုတ်ဝေပြီးပါပြီမကြသေးမီကမှထုတ်ဝေခဲ့တဲ့ဆရာပင်ကိုကြီးတစိတစောင်းစာရေးဆရာအကြောင်းပရကထာစာအုပ်ထဲမှာအာဇာနည်ခေါင်းဆောင်ကြီးတူဖြစ်တဲ့ဒီတုဥပချိုအစတကုံတရာအဆုံး22ဦးတို့ကိုထိတွေ့ခန်းစားရေးဖွဲ့ထားပါတယ်ဘာသာတရားနှစ်ခုစုံခြင်းဆိုတဲ့ဆရာဗမောတင်အောင်အကြောင်းခန်းစားရေးဖွဲ့ထားတဲ့အဆုံးပိုင်းမှာအခုလိုပါပါတယ်တရားဆောင်သူကိုတရားကပြန်ဆောင်သည်ပြည်သူကိုချစ်သူအားပြည်သူကပြန်ချစ်သည်လူကိုလေးစားသူအားလူကပြန်လေးစားသည်ဤကအလွန်ရိုးစင်းသောဒသနတရားပင်ဖြစ်သည်ဆရာပါရဂူကိုယ်တိုင်လည်းရိုးစင်းတဲ့ဒသနနဲ့ဘဝမှာနေထိုင်တယ်ကျွန်တော်ဒီလိုခံစားမိတယ်မေးစရာရှိလူလဲပြီးတော့အခုချိန်ထိကျွန်တော်အိမ်တော်မပြည့်ဘူး။အဲ့ဒါဆိုရင်ပေါင်း40ကျော်ကြာတော့ဒီစက်ကျော်ကြာတော့
အဲ့ဒါမျိုးတော့ရှားပါကျွန်တော်အိမ်တော်ပြလိုက်လို့ရှိရင်ဘလက်ကိုမရှိဘူးလို့ကျွန်တော်ထင်တချို့ကတော့သိပြီတော့အကြောင်းပြဘူးဘလို့ဖြစ်ဘူးဘုံကြဘူးဟုတ်တယ်ဘာဖြစ်လို့ဒီသင်္ကန်းကထွက်လာတယ်သင်္ကန်းကထွက်ဘုရားရောက်လာလို့ရှိရင်အိမ်တော်ပြပါမယ်ဟိုလုံးလံမှုကိုသိပြန်လို့ဟုတ်တယ်လုံးလံမှုဆိုတော့ဘယ်လိုလက်လက်နေလဲအခုလို့အခြေအနေမျိုးနဲ့ပေါ့လေကျွန်တော်ကဒီနေရတာတော့ကျွန်တော်လွတ်လပ်မှုကိုမြင်လို့တယ်လို့အခုကြောင်းတော့ပြောရတာပေါ့ရိုးရိုးသားသားပေါ့ကျွန်တော် simple life ပေါ့နေတာကိုလည်းကျွန်တော်နေရတာကိုလည်းသိပြန်လို့ရိုးရိုးသားသားပေါ့ကျွန်တော်အခုနောက်ပိုင်းမှာစောင့်နေပါလေတော့ဖြစ်ပါတယ်ရောင်းရတယ်ထုတ်ကြဒီနေ့3နှစ်တော့တယ်3နှစ်4နှစ်တော့တယ်ဆိုရင်ဒီနှစ်တော့တယ်လူတွေကပြောတယ်စောင်းထုတ်ရဆုံးဆိုင်ဆက်ပြောက်တာစောင်းထုတ်ရတော့စောင်းကရတော့အဲ့ဒီစောင်းကနေလည်းအငန်းငန်းထဲဟိုမှာ TV ပေါ့ဗျာဒီမှာလို့မဝယ်လေပြောစရာရှိကျွန်တော်ရတဲ့ပတ်စံရိုးသားသားလို့ပုံနေထိုင်စီမှာကျန်တာကိုကျွန်တော်စုထားအဲ့ဒါဘာဖြစ်လို့စုလဲဆိုတော့ကျွန်တော်ဘုရားတိတော့မလုပ်ရဘူးတော့လုပ်တယ်ကျွန်တော်ဆေးပြင်းပေါ့လေကျွန်တော်ငွေကျွန်တော်မရှိတဲ့နောက်ပြီးတော့ကျွန်တော်စာမှုတွေစာအုပ်တွေ copyright တော့ကျွန်တော်စုထားတဲ့ဆေးပြင်းအဲ့ဒါတွေကိုကျွန်တော်ပုံတီဖွဲ့ပြီးတော့အဲ့ပုံတီကိုကျွန်တော်အပ်အဲ့ဒီပုံတီကဘာကျွန်တော်ဒါကတော့ကျွန်တော်သဘောတိုင်းပါဘာလို့ရမလဲကျွန်တော်အသက်ထင်ရှားရှိနေသေးသေးတော့ဒီပုံတီကဘာလို့ရုပ်ပိုင်လို့မရှိဘူးကျွန်တော်အသက်ကိုယ်လုံးသားတဲ့အခါမှာဒီပုံတီကကျွန်တော်ချက်တဲ့ပစ္စည်းနောက် copyright သူအပြင်တော့ copyright ဟုတ်တယ်အဲ့ဒါသူတို့လက်ထက်မှာရှိတယ်သူတို့ကကျွန်တော်ချမှတ်သွားတဲ့မူတိုင်းတွေတော့ကျွန်တော်ဘယ်လိုမူတွေချမှတ်သွားမလဲဆိုရင်ဆင်းရဲသားတွေထောက်ပံ့ဆင်းရဲဆိုတာကဒီအရေးကျမ်းမာရေးအများကြီးရှိတယ်ကျွန်တော်ကတကယ်ရလို့တိုင်းတာလည်းပြောအများကြီးရှိကျောင်းဆင်းရဲလို့ကျောင်းတက်တယ်လို့ဆင်းရဲလို့ဆေးရုံတက်တယ်လို့အဲ့ဒါမျိုးတွေပါလေအများကြီးရှိဆိုတော့လူကြီးချို့တဲ့ထောက်ပံ့တယ်ကျွန်တော်ဒီလိုလုပ်တော့တရားပါရဂူကိုယ်တိုင်လဲရိုးစင်းတဲ့ဒသနနဲ့ဘဝမှာနေထိုင်တယ်ကျွန်တော်ဒီလိုခံစားမိတယ်ရိုးစင်းတဲ့ဒသနနဲ့နေထိုင်သူဆရာဟာကလေးတွေကိုချစ်ပါတယ်